အခုစီဇန်မှာမတာဝင်နေတဲ့ဟီရိုများ1ဆယ်လီနာစကေတူရဲ့အမြန်နှုန်းကိုဗတ်ပေးထားတဲ့အတွက်တော်တော်လေးဆော့လို့ကောင်းပါတယ်။ကူတောင်းပေးနဲ့သာဆော့မယ်ဆိုရင်တော်တော်လေးအာယုံနောက်ပါတယ်။ကလီယာ EHP ဆော့ရမလားတန်းဆော့ရမလားလို့လာမေးရင်တန်မဲဆော့သေးချင်ပါတယ်။ကလီယာ damage rate ကဟီရိုတကောင်တန်းပြတ်ဖို့မလွယ်တဲ့အတွက်အမာခံပြီး CC rate မသိမချင်းထိုင်ပေးလို့ရတဲ့အပြင် healing ကလည်းအတော်လေးကျတ်ပါတယ်။3 Alpha Legend skin ထွက်ထားတဲ့ကောင်ဆိုတော့အထွေအထူးပြောနေကြလို့မှမထင်ပါဘူး။ခုတော့မြန်တဲ့ဟီရိုမလို့ဂျန်ဂလာဆော့မယ်ဆိုရင်ဆမ်မင်းလောက်ရတာတော်တော်မြန်ပါတယ်။4 Granger မင်းဘသာမင်းကြိုက်ဆို Nerf ငါကတော့ဘီးမဆိုင်ဘူးဆိုတဲ့ဟီရိုပါ Mesmer Road ထက်ဂျန်ဂလာပေးရိတ်ပုံမြင့်တဲ့ဟီရိုပါ။ဟာ Angela မကြရီကြိုက်သလိုပြောင်းသွားပါသေး။မကြလိုက်မှာပလင်မပြောက်တဲ့ဟီရိုကတော့ Angela ပါ။6 Hilda အာလီဂျန်ဂယ်မှာ Hilda လိုကောင်ကိုထိန်းနိုင်ဖို့အတွက် formation ကောင်းမှရပါမယ်။9 Initiator လုပ်နိုင်တယ်ဘယ်တက်မဆို Tiger, Minotaur, Atlas, Kufra စသဖြင့် Initiator တက်တွေကဘယ်တော့မှမတမအောက်ပါဘူးနောက်ထပ်လည်းအခုဆို Mobile Legends နဲ့ပတ်သက်တဲ့အကြောင်းအရာတွေထပ်မံတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ channel တွေကို follow လုပ်ထားပေးဖို့လိုပါမယ်